Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာရွှေဘူးက clinic ရဲ့ဒီ gel နဲ့ဒီ jelly နှစ်ခုဘာကွာလဲဆိုတာလေးကိုပြပြပေးမှာဖြစ်ပါတယ်ရွှေဘူးတို့ပထမဆုံးအနေနဲ့ skin type ခွဲလိုက်ကြမယ် skin type အနေနဲ့ဆိုလို့ရှိရင်တော့ရွှေဘူးကဒီဟာကကြတော့လုံးဝကိုကအရန်ကိုအစီပြန်လွန်းတဲ့သူတွေအတွက်ဆိုရင်တော့ရွှေဘူးဒီဟာလေးကို recommend လုပ်တယ် jelly ကကြတော့ရွှေဘူးတို့ sensitive skin မိုက်သုံးလို့ရမယ်နောက်တစ်ခုကတီဇုံတွေမှာအစီပြန်တတ်တဲ့လူတွေဆိုလို့ရှိရင်တော့သုံးရမှာပေါ့နော်ရွှေဘူးလို့ဆိုရင်တော့ဒီလိုမျိုး skin type တာကိုသုံးရမှာပါနောက်တစ်ခုအနေနဲ့ရွှေဘူးတို့ texture ကိုသွားမယ် texture ဆိုလို့ရှိရင်တော့ဒီဟာကလုံးဝစိတ်ဝင်တာပြောရှင် skin ပေါ် deeply စိတ်ဝင်တာအရန်ကိုမြန်တယ်ဒါပေမဲ့သူကပို့ပြီးတော့ hydration ပို့ကောင်းတယ်24 hour hydration ဖြစ်တယ်နောက်ခုကဒီတစ်ခုကကြတော့လုံးဝကို white free သူကလုံးဝကိုအစီမပါဘူးဒါပေမဲ့ hydration လည်းကောင်းကောင်းနိုင်တယ်ပေါ့နော်ပြီးရင်သူ့ရဲ့ texture ကတော့နည်းနည်းလေးပြစ်တယ်သူကနည်းနည်းလေးတော့အချိန်ယူရတယ်ဒါပေမဲ့နှစ်ခုလုံးကတော့ဒါအစီပြန်တဲ့သူတွေသုံးလို့ရတဲ့ဟာမျိုးပေါ့ပို့ပြီးတော့ကိုကတအားစီပြန်တတ်တယ်ဆိုရင်တော့ဒီအဝါရောင်ကိုရွှေဘူးကတော့သုံးစေခြင်းနဲ့နောက်တစ်ခုအနေနဲ့ finish ပေါ့နော်ဒီနှစ်ခုမှာသုံးလိုက်လို့ရှိရင်ကိုယ့်ရဲ့နောက်ဆုံး finish ကဘယ်လိုလေးကြံမလဲဆိုလို့ရှိရင်ဒီအဝါကတော့လုံးဝကိုသူက matte type ကိုသွားပါတယ်အစီအရန်ပြန်တဲ့သူတွေအတွက်ထုတ်ထားတာဖြစ်တဲ့အတွက် matte type finish လေးသွားမယ်ဒီတစ်ခု jelly ကကြတော့လုံးဝ dewy look လေးသွားမယ် hydration ပေါ့နော် hydration နဲ့လုံးဝ hydrate ဖြစ်နေတဲ့ skin ပုံစံလေးကိုသွားမယ်အဲ့တော့ကိုကဒီလိုမျိုးနေရာတွေပဲစီပြန်တယ်ဒီလိုနေရာတွေက6တယ်ဆိုလို့ရှိရင်တော့ရွှေဘူးကဒါလေးကို recommend လုပ်တယ်ဒါကတော့လုံးဝကိုအစီပြန်တဲ့သူတွေအတွက်ပါအဲ့တော့ဒီနေ့ဒီ video လေးမှာကိုယ့်ရဲ့ skin type လေးကိုခွဲလို့ရမယ်လို့ရွှေဘူးကတော့မျှော်လင့်ပါတယ်ကျေးဇူးများတင်ပါတယ်